ပိုင်တကွန်တို့ဇုံတွဲကြကလိုဝက်ချက်တွေကိုလူအများသိအောင်ဖွင့်ချပြီးနမကောင်းဝင်ယူခဲ့တဲ့ပန်းရောင်ချဲအားလုံးပဲမင်္ဂလာပါရှင်နီကိုဇလီပေးကနေကြိုဆိုလိုက်ပါရရှင်ပိုင်တကွန်နဲ့ပန်းရောင်ချဲကအမှုပညာလောကရဲ့ရောက်မှရင်းနှီးကြတဲ့တငယ်ချင်းတွေဖြစ်ပေမဲ့အချိန်ခဏအတွင်းမှာရင်းနှီးသွားခဲ့ကြပါတယ်ဇနီးတဲ့ကိုချစ်တတ်တဲ့ပိုင်တကွန်ကမလေးမြဘူးဟာတိခတ်တတ်သူဖြစ်ပြီးအခြားမိန်းကလေးတွေလိုစိတ်မဆိုးတဲ့စိတ်မကောက်တတ်ဘူးလို့ပြောခဲ့ပါတယ်လူမသိတဲ့အားနည်းချက်တွေရှိပေမဲ့လည်းချစ်တဲ့စိတ်နဲ့ကောင်းတဲ့အရာတွေကိုပဲမြင်ခဲ့ပြီးအမြဲတမ်းချီးကျူးစကားပဲပြောခဲ့ပါတယ်။ပိုင်တကွန်ကလေးတယ်မမနဲ့ပြောရင်တော့ပြပြင်ပေးတတ်ပြီးတကယ်လည်းတွဲပေါ်ကောင်းတရားဖြစ်ကြောင်းကောင်းကြောင်းတွေကိုပဲထုတ်ပြောတတ်သူပါ။ဒါပေမဲ့ပိုင်တကွန်ရဲ့အချစ်ဆုံးတငယ်ချင်းလို့ပြောတဲ့ပန်းရောင်ချဲကတော့သူပြောခဲ့တာတွေကမဟုတ်ပဲမလေးမြဘူးကလည်းမိန်းကလေးပြီးစိတ်ကောက်တတ်တယ်လို့မင်္ဂလာပွဲမှာတင်ပြောချလိုက်ပါတော့တယ်။တခါတော့ကမလေးမြဘူးဟာတညနဲ့တရက်လုံးစိတ်ကောက်နေတာကြောင့်ပိုင်တကွန်ကမအိမ်နိုင်မစားနိုင်ဖြစ်ပြီးပန်းရောင်ချဲကိုရင်လာဖွင့်တဲ့အကြောင်းတွေကိုပါမင်္ဂလာပွဲမှာတင်ပြောလိုက်ပါတယ်။ပန်းရောင်ချဲကညစာစားမင်္ဂလာပွဲမှာလည်းသူတို့သမီးဝစ်စုံနဲ့အခက်စင်အယောင်တူတဲ့အပြူရောင်ကောင်းဝင်းကိုရွေးခဲ့ပါတယ်။ပန်းရောင်ချဲရဲ့ဝစ်စုံကသူတို့သမီးတယောက်ရဲ့ဝစ်စုံနဲ့တူနေတယ်လို့ဝေဖန်ပြောဆိုနေကြပြီးသူတို့သမီးကိုအားနာတင်တယ်လို့တောင်ပြောနေကြပါတယ်။မင်္ဂလာပွဲမှာဧည့်သည်တွေကသူတို့သမီးတဲ့လှနေအောင်မပြင်းစင်သင့်ပေမဲ့လည်းပန်းရောင်ချဲရဲ့လုပ်ရက်တွေကတော့ပြောစရာဖြစ်နေခဲ့ပြီးသူ့ရဲ့အတွင်းစိတ်တွေကိုဖော်ပြသွားခဲ့တာပါ။ပန်းရောင်ချဲကမလေးမြဘူးရဲ့စိတ်ဆိုးစိတ်ကောက်လှုပ်တဲ့ပုံတွေကိုထုတ်ပြောလိုက်တာကြောင့်လောကမှာစိတ်မဆိုးတဲ့စိတ်မကောက်တဲ့အမျိုးသမီးတွေမရှိဘူးဆိုတာလည်းသိသွားကြသလိုပိုင်တကွန်လိုအနေအထားနဲ့မင်းသားတယောက်ကလည်းတငယ်ချင်းမင်းကလေးတယောက်ထံကိုအကုန်လုံးပြောပြတဲ့ကြောင်းသိသွားကြပါတော့တယ်။ပန်းရောင်ချဲကအဆိုတော့အဖြစ်ကနေတရုတ်ဆောင်အလုပ်ကိုလုပ်ပေးမဲ့လိုအပ်တာထက်ပိုပြီးချွဲပြစ်နေတဲ့အတန်ကြောင့်တရုတ်ဆောင်အလုပ်ကိုနားလိုက်တာပါ။အခုလဲတငယ်ချင်းရဲ့မင်္ဂလာပွဲမှာနေရာဝင်ယူဝစ်ပြီးအပြောင်ဝစ်စုံကိုပါဝေလာတဲ့အတွက်အလိုက်မသိတဲ့သူအဖြစ်ပါဝေဖန်ခံနေရပါတယ်။ပန်းရောင်ချဲလို့ချစ်သူစုံတွေအဆင်မပြေတဲ့အချိန်မှာနားထောင်ပေးတဲ့တငယ်ချင်းမျိုးကိုကြုံခဲ့ဘူးလားဆိုတာ comment မှာပြောပြခဲ့ပါဦးနော်။ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။